Champion League Final ပွဲတွားကြည့်ဖို့အတွက် RE ဂျာစီကိုကျွန်တော်တို့69 brand နဲ့ကိုယ်တိုင်ရိုက်နှိပ်ပြီးတော့ရုံဝါညီငယ်လေးနဲ့တူတူဝတ်ဆင်ပြီးတော့တွားကြည့်မှာဖြစ်ပါတယ်အဲ့တော့ RE အင်ကြီးဘယ်လိုရိုက်သွားလဲဆိုတော့စောင့်ပြီးတော့ကြည့်ပေးပါဦးကျွန်တော်က69 branding ရဲ့ပညာရပ်ကိုစတင်ပြီးတော့လေ့လာခဲ့တာကဘာအတွက်လဲဆိုလို့ရှိရင်ကျွန်တော်ကြိုက်တဲ့အင်ကြီး design လေးကိုဖန်တီးပြီးတော့ကျွန်တော်ရိုက်ဝတ်မယ်ထုတ်ရောက်မယ်ပေါ့နော်အဲ့ကနေမှတဖြည်းဖြည်းနဲ့လူတွေတိလာပြီးတော့ကျွန်တော် service တွေအကြတော့ကျွန်တော် service ပါလက်ခံနေနဲ့တဖြည်းဖြည်းနဲ့ service သမားဖတ်ရောက်သွားပြီပေါ့ကိုကြိုက်တာကိုရိုက်ဝတ်ပြီးတော့ထုတ်ရောင်းခြင်းလို့ဒီပညာရပ်ကိုလေ့လာရင်းနဲ့မှာကျွန်တော်က1စီခုံလေးကနေစပြီးတော့မှအခုလို production အကြီးနဲ့ကျွန်တော် run နေပြီပေါ့နော်ဒါလည်းဒီနှစ်အပိုင်းခြားလေးတစ်ခုမှာကျွန်တော်ရရှိခဲ့တဲ့အောင်မြင်မှုတစ်ခုလို့လည်းပြောလို့ရတယ်အဲ့တော့ဒီစေးရိုက်ခဲ့တဲ့တက်တန်းတစ်လျှောက်လုံးမှာဆိုလို့ရှင်ကိုလှုပ်ချင်တာပဲကိုလှုပ်ခဲ့တဲ့ကိုကြိုက်တဲ့ပုံတွေပဲကိုထုတ်ခဲ့ရပေါ့နော်ဒီတစ်ခေါက်ကကြတော့ကျွန်တော်အရန်ကြိုက်တဲ့အာဆင်နယ်အသင်းအားဖလားရသွားပြီဆိုတော့ကျွန်တော်ပြုံကြီးနဲ့ရှိုင်းနေရဖြစ်ပါတယ်အခုကတင်စားမှာကျွန်တော်တို့ကစေးရိုက်လို့ပြီးပြီဆိုလို့ရှိရင်ချုပ်ရုံပို့မယ်ပေါ့နော်ချုပ်ရုံကနေမှကျွန်တော်ရှိကိုသူတို့ချုပ်ပြီးလို့ရှိရင်ဒီအထည်လေးပြန်ပို့ပြီးမှဆိုတော့ကျွန်တော်တို့ဒီ Champion League ပွဲကိုအဲ့ဒါလေးဝတ်ပြီးတော့ကျွန်တော်ရုံဝညီကိုနဲ့တူတူတွက်ကြည့်မှာဖြစ်ပါတယ်ဒါတော့ချုပ်ရုံနေပြီးမှဒီအိမ်ချုပ်ပြီးတော့မှကျွန်တော်ရှိပြန်လာပို့ပြီးတဲ့ဟာလေးပေါ့နော်အခုဆိုရင်အိမ်ဖြစ်သွားပြီပေါ့နော်မိုက်ပါတယ်ဒါပေမဲ့တခုလေးလွဲသွားပြီပေါ့နော်ကျွန်တော်တို့ကဒီခတ်တူဝစ်ချင်တော့ခတ်တူလုတ်လိုက်တဲ့အချိန်မှာဒီ medium size မှာဆိုလို့ရှိရင်ကျွန်တော်စာရန်တန်းပြောက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီည Champion League ပွဲကိုကိုယ်တိုင်ရိုက်ထားတဲ့ IE လေးဝတ်ပြီးတော့တွားရောက်အားပေးမှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ